မင်္ဂလာပါရှင်ဒီကနေ့မှာတော့ခွန်မီလာ News ရဲ့မေလ9ရက်နေ့သတင်းတွေကိုနားဆင်ကြရမှာပါဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့မင်းပြားနဲ့ကြောက်တော်မှာလေကြောင်းတိုက်ခိုက်ခံရလို့ကလေးငယ်တယောက်အပါအဝင်3ယောက်သေဆုံးတဲ့သတင်းမင်းတပ်မြို့နယ်ကရုံးဌာနတွေကိုစစ်ကော်မရှင်ကထပ်မံပုံကျဲတိုက်ခိုက်နေပြီးစစ်တုံးမှန်တယောက်သေဆုံးတဲ့သတင်းတိတိမ်မြို့ရဲကိုစစ်ကော်မရှင်တပ်ကအင်အား600ခန့်နဲ့ထပ်မံဝင်ရောက်နေရယူနေတာကြောင့်ပြည်သူတွေစိုးရိမ်နေတဲ့သတင်းအပါအဝင်နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာနဲ့နယ်နိမိတ်အတွက်တက်မတော်ကသမိုင်းသိရေးထိုးနေတယ်လို့ကျော်စိုးဦးပြောတဲ့သတင်းတွေကိုနားဆင်ကြရမှာပါရခိုင်ပြည်နယ်မင်းပြားနဲ့ကြောက်တော်မြို့နယ်ကိုစစ်ကော်မရှင်တပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကလေးငယ်တယောက်ပါဝင်3ယောက်သေဆုံးခဲ့တယ်လို့အာရခတပ်တော် AA ကမေလ10ရက်နေ့မှာထုတ်ပြန်ပါတယ်။မေလ9ရက်နေ့မွန်းလွဲ2နာရီဝန်းကျင်မှာမင်းပြားမြို့နယ်ကြောက်ခုတ်ရွာအရှေ့တောင်ဘက်ကကင်းမွန်ချောင်းချိုင်းနဲ့အနီးပတ်ဝန်းကျင်ကျေးရွာတွေကိုဂျက်ဖိုက်တာ2စီးဝိုင်တွဲလေယာဉ်တစ်စီးနဲ့မိနစ်40ကြာပုံကျဲခဲ့တာပါ။အခုလိုတိုက်ခိုက်လို့အရက်သားတချို့ထိခိုက်သေဆုံးပြီးတော့လူနေအိမ်တွေနဲ့ကျွဲနွားတရိတ်ဆန်တချို့လည်းဘုံစားထိမှန်သေဆုံးခဲ့ပါတယ်။စစ်ကော်မရှင်ဟာမေလ9ရက်နေ့ည10:00နာရီမှာပဲကြောက်တော်မြို့နယ်3ခွကျေးရွာအနီးကိုဂျက်ဖိုက်တာ4စီးနဲ့ပေါင်900ဘုံ8လုံးလာရောက်ပစ်ခတ်ခဲ့ပါတယ်။အဲဒီနောက်ည10:00နာရီခွဲဝန်းကျင်မှာဝိုင်တွဲလေယာဉ်2စီးနဲ့ကလစတာဘုံ24လုံးထပ်မံကျဲချတိုက်ခိုက်ခဲ့ပါတယ်။အဲဒီတိုက်ခိုက်မှုမှာအရက်သား1ယောက်အကျဉ်းထောင်ဆေးဝန်ထမ်း1ယောက်နဲ့ကလေးငယ်1ယောက်စုစုပေါင်း3ယောက်သေဆုံးခဲ့ပြီးတော့ဒဏ်ရာရရှိသူ10ယောက်ခန့်ရှိခဲ့ပါတယ်။အဲဒီအပြင်ပြိုင်းချောင်းကျေးရွာကနွား9ကောင်လည်းသေဆုံးခဲ့ပါသေးတယ်။စစ်ကော်မရှင်တပ်ဟာတရက်ထဲမှာပဲမင်းပြားနဲ့ကြောက်တော်မြို့နယ်ကအရက်သားတွေကိုပြစ်မှတ်ထားပြီးလေကြောင်းကနေအင်အားအလုံးရင်းနဲ့ဦးတည်တိုက်ခိုက်ခဲ့တာပါ။ချင်းပြည်နယ်မင်းတပ်မြို့ကအစိုးရရုံးတွေကိုစစ်ကော်မရှင်တပ်ကမေလ10ရက်နေ့နေ့လယ်12နာရီခွဲဝန်းကျင်မှာလေကြောင်းကနေထပ်မံပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အဆောက်အအုံတွေမိလောင်ပျက်စီးပြီးတော့စစ်တုံးမှန်တယောက်သေဆုံးခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။အဲ့ဒီပုံကျဲတိုက်ခိုက်မှုကိုစစ်ကော်မရှင်တပ်ကဂျက်ဖိုက်တာတစ်စီးနဲ့မိလောင်ဘုံတွေကိုအသုံးပြုတိုက်ခိုက်ခဲ့တာပါ။အခုလိုပုံကျဲတိုက်ခိုက်လို့မင်းတပ်မြို့အရှိပြင်ရပ်ကွက်ကလူဝင်မှုကြီးကြပ်ရေးရုံးအဆောက်အအုံမိလောင်ကျွမ်းခဲ့ရပါတယ်။တိုက်ခိုက်မှုအတွင်းမှာဖမ်းဆီးထိန်းသိမ်းခံထားရတဲ့စစ်ကော်မရှင်စစ်တုံးမှန်တယောက်လည်းသေဆုံးပြီးတော့တခြားထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။ဒါပေမဲ့ထိခိုက်မှုအသေးစိတ်ကိုတော့အတည်မပြုနိုင်သေးပါဘူး။စစ်ကော်မရှင်ဟာမေလ10ရက်နေ့မနက်ပိုင်းကလည်းမင်းတပ်မြို့ပေါ်ကလာဝကရုံးနဲ့မိသက်ရုံးတွေကိုဂျက်ဖိုက်တာ2စီးနဲ့ဘုံသီး4လုံးကျဲချတိုက်ခိုက်ခဲ့ပါသေးတယ်။အဲ့ဒီပြင်အမှတ်368အမြောက်တရင်ကဒရုန်းနဲ့ကင်းထောက်နေပြီးနေ့လယ်ပိုင်းမှာထပ်မံတိုက်ခိုက်ခဲ့ပါသေးတယ်။ပြီးခဲ့တဲ့ဧပြီလ17ရက်နေ့ကလည်းမင်းတပ်မြို့ပေါ်ကအစိုးရရုံးဟောင်းတွေကိုဂျက်ဖိုက်တာနဲ့ပုံကျဲတိုက်ခိုက်ခဲ့လို့စစ်တုံးမှန်တယောက်သေဆုံးပြီးတော့အဆောက်အအုံနဲ့မော်တော်ယာဉ်တွေမိလောင်ပျက်စီးခဲ့ပါတယ်။ချင်းပြည်နယ်တိတိမ်မြို့ထဲကိုစစ်ကော်မရှင်ကအင်အား600ခန့်နဲ့ထပ်မံဝင်ရောက်နေရယူထားတာကြောင့်တိုက်ပွဲဖြစ်မှာကိုဒေသခံတွေစိုးရိမ်နေကြပါတယ်။စကိုင်းတိုင်းကလေးမြို့ကတက်လာတဲ့စစ်ကြောင်းဟာမေလ10ရက်နေ့ညနေ4:00နာရီဝန်းကျင်မှာတိတိမ်မြို့ကိုရောက်ရှိလာတာပါ။စစ်ကော်မရှင်တပ်ဖွဲ့တွေဟာခြေလင်းမော်တော်ယာဉ်တွေနဲ့အလုံးရင်းဝင်ရောက်လာပြီးမြို့ရင်းနေရာအနှံ့မှာနေရာယူထားတာလို့တိတိမ်မြို့ခံတယောက်ကပြောပါတယ်။အဲ့ဒီစစ်ကြောင်းဟာမေလ10ရက်နေ့ကစပြီးတိတိမ်မြို့ကိုဦးတည်ချီတက်လာတာကြောင့်လန်ခရီးတစ်လျှောက်မှာချင်းတော်လန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေပြင်းထန်ခဲ့ပါသေးတယ်။ချင်းတော်လန်ရေးတပ်ဖွဲ့တွေကခုခံတားဆီးခဲ့ပေမဲ့လည်းစစ်ကော်မရှင်ဘက်ကလက်နက်လူအင်အားအပြင်လေကြောင်းပစ်ကူတွေကိုအချိန်မြင့်သုံးစွဲခဲ့ပါတယ်။အဲဒါကြောင့်ကနေဒီတောင်စခန်းကိုလက်လွတ်ခဲ့ရပြီးတဲ့နောက်အခုလိုစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာမြို့ထဲအထိဝင်ရောက်လာတာလို့သိရပါတယ်။စစ်ကော်မရှင်တပ်တွေမြို့ထဲမှာအင်အားအများအပြားနေနေရယူထားလို့ဒေသခံတွေအနေနဲ့တိုက်ပွဲဖြစ်မှာရဲသားဖမ်းဆီးမှုတွေရှိလာမှာကိုစိုးရိမ်နေတယ်လို့တိတိမ်မြို့ကန်တယောက်ကပြောပါတယ်။မြို့သိမ်းတိုက်ပွဲတွေဖြစ်ပွားလာနိုင်တဲ့အခြေအနေတွေကြောင့်မြို့ကန်အများစုဟာအိန္ဒိယနယ်စပ်နဲ့ကလေးမြို့ဘက်ကိုကြိုတင်တိမ်းရှောင်နေကြရကြောင်းလည်းသိရပါတယ်။နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာနဲ့နယ်နိမိတ်တည်တံ့ခိုင်မြဲဖို့အတွက်တပ်မတော်အနေနဲ့အိန္ဒိယမြန်မာနယ်စပ်အထိစစ်ကြောင်းတွေဆက်လက်တိုးမြင့်သွားမယ်လို့စစ်တပ်ထောက်ခံသူကျော်စိုးဦးကပြောကြားလိုက်ပါတယ်။နိုင်ငံတော်ရဲ့ပိုင်နက်ဟာချင်းပြည်နယ်ဖလန်းမြို့အထိရှိနေတာမဟုတ်ဘဲနယ်စပ်မြင်းအထိရှိကြောင်းနဲ့လက်ရှိမှာဖလန်းနဲ့ဟာခါမြို့ကိုဆက်သွယ်ထားတဲ့လမ်းမိုင်းတွေပြန်လည်ပွင့်လာစေဖို့စစ်တပ်ကအစဉ်တစိုက်ကြိုးပမ်းနေတယ်လို့ဆိုပါတယ်။စစ်တပ်ဟာနိုင်ငံတော်ကိုတိစောက်ခဲ့တာဖြစ်ပြီးတပ်မတော်သားတွေရဲ့လက်နက်ဟာရန်သူကိုတုတ်တင်ရှင်းလင်းမှုအတွက်သမိုင်းပေးတာဝန်တရက်ဖြစ်တယ်လို့ကျော်စိုးဦးကထောက်ပြပါတယ်
ရန်သူကိုချေမှုန်းတာဟာတိုင်းပြည်တိဆောက်တာဖြစ်ပြီးတော့တရားတဲ့လုပ်ရက်ဖြစ်တဲ့အတွက်တပ်မတော်သားတွေရဲ့နောက်ွယ်မှာပြည်သူတန်းပေါင်းများစွာလည်းရှိနေတယ်လို့သူကအခိုင်အမာပြောဆိုခဲ့ပါတယ်။လက်ရှိတိုက်ပွဲဝင်နေတဲ့တပ်မတော်သားအလုံးဟာနောင်လာနောင်သားတွေအတွက်တမိုင်းတစ်ကိုရေးထိုးနေကြသူတွေဖြစ်ပါတယ်။အဲ့ဒီပြင်တမိုင်းကိုရေးထိုးဖို့အတွက်စစ်အောင်နိုင်မှုလိုအပ်ပြီးတော့မြေပြင်မှာနှလုံးသားနှုတ်နေလို့မရဘူးလို့လည်းသတိပေးပြောကြားထားပါသေးတယ်။တပ်မတော်သားတွေရဲ့တနက်ပြောင်းဟာရန်သူကိုချိန်မုံမှုဖြစ်ပေမဲ့လေသူတို့ရဲ့လက်နက်ဖက်ကပြည်သူလူထုရဲ့တောကနဲ့လုံအင်ဆန္ဒတွေကိုဖြည့်ဆည်းပေးဖို့အတွက်ဖြစ်တယ်လို့ကျော်စိုးဦးကဆိုပါတယ်။မြန်မာနိုင်ငံရဲ့လက်ရှိမြေပုံဟာခေတ်ဆက်ဆက်တပ်မတော်သားတွေရဲ့အသက်သွေးချွေးနဲ့ရင်းနှီးတည်ဆောက်ခဲ့တာဖြစ်ပါတယ်။တမိုင်းဆိုတာဟာကလောင်နဲ့ရေးထိုးရုံနဲ့မရဘဲသွေးနဲ့ရေးထိုးရတာဖြစ်ကြောင်းအခုလိုသွေးနဲ့ရင်းနှီးကာကွယ်ခဲ့တာကြောင့်ဒီနေ့ထိအချုပ်ချာအာဏာတည်တတ်နေတာဖြစ်ကြောင်းနဲ့နိုင်ငံတော်ပိုင်တဲ့နယ်မြေတွေဆုံးရှုံးမှုမရှိစေဖို့တပ်မတော်ကဆက်လက်ကာကွယ်သွားမှာဖြစ်တယ်လို့လည်းသုံးသပ်ပြောကြားခဲ့ပါတယ်။